သမီးကိုဘဲလီတောင်းလုပ်တဲ့အနေနဲ့ပေါ့နော်သူ့အမေကနောက်ကနေလက်တွေဆွဲပြီးကြောကိုနင်းချလိုက်တာအနာကလည်းတော်တော်နာကျင်နေပြီဒါပေမဲ့သူ့အမေကလုံးဝမရွှတ်ပေးပဲနဲ့အဲ့ဒီလုပ်ငန်းစဉ်ထဲမှာပဲသူ့ကြောရိုးကိုကျိုးသွားအောင်လုပ်ပစ်လိုက်တာအနာကတော့မြေကြီးပေါ်လှုပ်တောင်မလုပ်နိုင်တော့ပဲလဲကျနေတယ်ဒါပေမဲ့သူ့မျက်နှာအမူအရာကတော့တက်တာရသွားတဲ့ပုံပဲသူ့အမေကနည်းနည်းမှကိုအာနာစိတ်မရှိပဲအနာကိုထဲကိုအယုတ်လုတ်တဲ့စက်ကြီးကိုထဲသွင်းပြီးအယုတ်လိုဖြစ်သွားအောင်လုပ်လိုက်တယ်အဲ့ဒီအချိန်ကစလို့သူက music box ထဲကအတိုင်းပဲလှည့်ပြီးကခုန်နေရတော့တာဆဲနဲ့ကြော်ကြတော့လူတစုကအဲ့ဒီအယုတ်ကိုတွားတွေ့ကြတယ်ဝီလီယမ်ဆိုတဲ့သူကအဖြူရောင်အဝတ်စီကိုဆွဲခွာလိုက်တာပေါ့အယုတ်ကဟောင်းနှွမ်းနေပြီမဲ့ကောင်မလီကအသက်ငယ်ငယ်လေးအတိုင်းပဲအဲ့ဒီခါကျမှလူစီကတော့ကိုအောက်ခြေကအပေါက်လေးတွေထိုးထည့်လိုက်တာအယုတ်ကလည်းချက်ချင်းမဲ့စက်ကြီးလိုခန်းစားချက်မရှိပဲဝဲပြီးကခုန်တော့တာပဲကတာဆုံးသွားတဲ့အချိန်မှာအယုတ်ကတခြားလူတယောက်ရှိနေမှန်းသိလိုက်တယ်သူ့မျက်လုံးတွေကချုပ်ထားခံရတာဆိုတော့ဘယ်သူမှမမြင်ရဘူးလေဒါနဲ့သူကဟူယောင်ယောင်တီယောင်ယောင်လိုက်ပြီးအနံ့ခံကြည့်တာရုတ်တရက်ကြီးအယုတ်ကလက်လှမ်းပြီးလူစီကိုလဲပင်ညစ်ချပစ်လိုက်တယ်ဒါပေမဲ့လူစီကလည်းအားအယံကြည့်တော့သူ့ကိုတွန်းထိုးပြီးလဲကျသွားအောင်ထိုးလိုက်တယ်လူစီကအန်နာမျက်လုံးကကျိုးတွေကိုဖြတ်ပေးလိုက်တော့သူ့အမြင်အာရုံနဲ့တတိပြန်ရလာတယ်ဒါနဲ့လူစီကိုတိုက်ခိုက်တာလည်းရပ်သွားတော့တာပေါ့နောက်ဆုံးမှာတော့အန်နာဟာလိုင်းကလေးတွေတသွင်းထွင်ရိုက်နေတဲ့ပင်လယ်ကမ်းစပ်ကိုရောက်လာတော့တာပဲ